မိမသားတယောက်အဖို့ကိုဘလောက်ယုံကြည်မှုရှိတယ်လဲဆိုတဲ့အချက်ဟာသူမ၏ချစ်သူယောက်ျားလေးကသူမကိုဘလောက်ယူရမြန်နိုးတယ်လဲဆိုတဲ့အတိုင်းအတာပေါ်မူတည်တယ်။ဒီဟာလေးကိုကျွန်တော်တို့ဘာသာပြန်ကြည့်မယ်။ကျွန်တော်တို့ထိတ်ဆုံးဟာလေးကိုအရင်ဘာသာပြန်ကြည့်မယ်။ဒီမှာအဖို့ဆိုတာက English မှာအဲ့ဒါကို for လို့ကျွန်တော်တို့ပြောတာเนาะ။ရှေ့ဆုံးမှာသူ့ကိုရင်းရတယ် for a woman ဟုတ်ပြီနော် for a woman မိမသားတယောက်အဖို့ဒီမှာ comma ခံလိုက် okay ပြီးလို့ရှိရင်ဒီမြတ်တောင်အဖွင့်ပိတ်ထဲကအချက်နှစ်ခုရှိဟုတ်ပြီလားအဲ့ဒီအချက်နှစ်ခုကိုဆိုတဲ့အချက်အဲ့ဒီဆိုတဲ့ဆိုတဲ့စကားလုံးတွေနော်ဒီမှာဆိုတဲ့ဆိုတဲ့စကားလုံးတွေနဲ့ပိတ်ထားတယ်အဲ့ဒီဆိုတဲ့ဆိုတာကို English မှာကျွန်တော်တို့က off လို့ခေါ်တယ်ဟုတ်ပြီနော်ဒီမှာအချက်ဆိုတဲ့အတွက် point off လို့ပြောကြတာ the လို့ရှိရထည့်ရတယ် the point of သူကတိကျတယ်ဘယ်အချက်ဆိုပြီးတော့မြတ်တောင်အဖွင့်ပိတ်ထဲကစကားကိုသူကပြောကြတယ်ဒါကြောင့် for a woman the point of အချက်ဒီမှာကြားထဲမှာကျွန်တော်တို့ကဒီစကားကိုရေးရမယ် the point of ကိုဘယ်လောက်ယုံကြည်မှုရှိတယ်လဲကိုယုံကြည်မှုရှိတာက believe in herself ပေါ့နော်အဲ့တော့ကိုဘယ်လောက်အဲ့ဘယ်လောက်ဆိုတာက how much believe မှာ s ထည့်ရမယ်ရှေ့ကဒီအမျိုးသမီးကနေတဲ့အတွက် how much believes in herself the point of how much believe in herself ဒါဆိုရင်ဘယ်လိုဖြစ်သွားလဲမိမသားတယောက်အဖို့သူ့ကိုယ်သူဘယ်လောက်ယုံကြည်မှုရှိတယ်လဲဆိုတဲ့အချက်ဟာဒါဆိုရင်ဒီတစ်ခုလုံးကဒါက subject ဖြစ်သွားမယ် okay သူ့ကိုယ်သူဘယ်လောက်ယုံကြည်မှုရှိတယ်လဲဆိုတဲ့အချက်ဟာမူတည်ပါတယ်ဆိုတာကိုကျွန်တော်တို့ကရေးရမှာဒီဟာကိုရေးရမှာဆိုတဲ့အတိုင်းတာပေါ်မူတည်ပါတယ်ဆိုလို့ရှိရင်depend on လို့ရေးရမှာဘာကြောင့်လဲ subject ပြီးရင်ကျွန်တော်တို့ verb ကိုထည့်ရတော့ subject verb object အဲ့လိုသွားတာလေဒါကြောင့် depends မှာလည်း as ထည့်ရဟုတ်ပြီနော်ဒီကအချက်တစ်ခုတည်းကိုပြောတာဖြစ်တဲ့အတွက် depends on the နောက်မှဒီလိုပဲထည့်ရမှာ the point of လို့မျိုးပဲဘာဖြစ်လို့လဲသူကဆိုတဲ့အတိုင်းတာဆိုတဲ့အချက်ဟုတ်ပြီနော်ဒါကြောင့်ဆိုတဲ့ဆိုတော့ဒီတိုင်းပဲ the အတိုင်းတာကို extent လို့ခေါ်မယ်နော် extent of ဟုတ်ပြီနော် depends on the extent of အတိုင်းတာပေါ်မူတည်တယ်ဘယ်အတိုင်းတာလဲဒါကိုမျက်တောင်ဖွင့်ပိတ်တဲ့စကားကိုကျွန်တော်တို့ထည့်သူမကိုဘယ်လောက်ယူရတယ်လဲဆိုတော့ဘယ်သူကလဲသူမရဲ့ချစ်သူယောက်ျားလေးကအဲ့တော့ဘယ်လောက်ဆိုတဲ့ဟာကကျွန်တော်တို့စရေးရ how much her lover ပေါ့ how much her lover ယူရမျက်နှာကို cherish လို့ခေါ်တယ်ဟာလာဘာကနဲတယ်ဒါကြောင့် cherish မှာ es ထည့်ရတယ် sh နဲ့ဆုံးရင်သူက es လိုက်တယ် s မလိုက်ဘူး okay sh တို့ ch တို့เนาะအဲ့ဒီစကားလုံးမျိုးအဲ့တော့ how much her lover cherishes her ဘလောက် her lover cherishes her ဆိုတော့သူမရဲ့ချစ်သူကသူမကိုဘလောက် cherish ဖြစ်တယ်လဲเนาะဘလောက်ဒီယူရမြင်နိုးတယ်လဲဆိုတော့ extent အတိုင်းတာပုံမူတည်တယ်အဲ့တော့ဒါကြောင့်လုံးကမိမသားတယောက်ဖို့ for a womanကိုဘယ်လောက်ယုံကြည်မှုရှိတယ်လဲဆိုတဲ့အချက်ဟာ the point of how much believes in herself သူမရဲ့ချစ်သူယောက်ျားလေးကသူမကိုဘယ်လောက်ယူရမြန်နိုးတယ်လဲဆိုတဲ့အတိုင်းအတာပေါ်မူတည်တယ် depends on အဲ့ဒီကောင်က verb ဖြစ်တယ်ဒီရှေ့ကောင် subject ဒီကောင်က verb the extent of how much her lover cherishes her okay